ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ရွှေဖြိုးလေး channel ရပြီးတော့ပြန်လဲကျေးဇူးလိုက်ပါတယ်ဗျကျွန်တော် channel လေးကိုအပိနေကြတဲ့မိဘပြည်သူညီကိုမတို့အားလုံးပဲမင်္ဂလာပါလို့ကျွန်တော်ဘက်ကဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်ကျွန်တော် channel လေးကိုအခုမှတွေ့လို့အပိသည်ဖြစ်စေအရင်တည်းကအပိနေသည်ဖြစ်စေဗျကျွန်တော် channel လေးကို subscribe မရသေးရင် subscribe လေးနေပေးကြပါကျွန်တော်တို့ဒီနဲ့ပတ်သက်ပြီးတော့တင်သမျှ video file လေးတွေကိုအမြဲတမ်းမြင်တွေ့ရအောင်ဘေးကခေါင်းလုံးလေးကိုလည်းနှိပ်ထားဖို့မမေ့ကြပါနဲ့ဗျဒါမှသာလည်းကျွန်တော်တို့ဒီနဲ့ပတ်သက်ပြီးတော့နေ့ရက်တင်ပေးရမှာအမြဲတမ်းမြင်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe နဲ့ပြီးသားတွေကလူချင်းများကလည်းကိုတူတယောက်တည်းမြင်တူတယောက်တည်းပေါက်ဆိုတဲ့စိတ်ဆန္ဒကိုလုံးဝမထားပါနဲ့တူမြင်တူပေါ့အများမြင်များပေါ့အောင်ဝိုင်းဝန်းများဝေပေးကြပါလို့ကျွန်တော်ဘက်ကမြေတားရက်ခံပါတယ်ဗျဟုတ်ပြီကိုပြောရဲ့ချင်းမိတ်ဆွေများအားလုံးပဲဒီနေ့30ရက်12လ2025အင်္ဂါနေ့မှာတော့ကိုပြောရဲ့ကိုမိုက်အားလုံးပဲလုံးဝ share မိတ်တကွက်ကောင်ရခဲ့ပြီနော်ကျွန်တော်3ည1လုံးဝ main share တကွက်ကောင်ရခဲ့ပြီအကူဒီမိုက်အားလုံးပဲပေါက်ကြလိမ့်မယ်အဆင်ပြေကြမယ်လို့တော့ထင်ပါတယ်။ဘာကြောင့်လဲဆိုကိုဖြိုးချင်းမိတ်ဆွေများအားလုံးပဲကိုဖြိုးကိုယ်တိုင်မနေ့ကမှကျွန်တော်တို့16လုံးမိုင်ပတ်သီးနဲ့ကျွန်တော်တို့ main away 10ကွက်ထုတ်ပေးခဲ့တယ်ကျွန်တော်တို့10ပါပါတယ်နော်တကွက်ကောင်း10ပါတကွက်ကောင်း60ပါအကူဒီမိုက်အားလုံးပဲပေါက်ကြလိမ့်မယ်ရကြလိမ့်မယ်လို့ထင်ပါတယ်အကူဒီမိုက်အားလုံးပဲဘလောက်ကိုပေါက်တယ်ဘယ်ဘောကိုပေါက်တယ်ဆိုတော့ကိုဖြိုးရဲ့မန်ထဲမှာတစ်ချက်လောက်မှန်လာခဲ့ပါဗျနော်အကူဒီမိုက်အားလုံးပဲကျွန်တော်ရဲ့အခု live video file လေးကကျွန်တော်တို့30ရက်12လ2025ကျွန်တော်ညနေအတွက်အကူရီမိုက်အားလုံးအတွက်ထပ်ချပေးခြင်းဖြစ်ပါတယ်ဗျ။ကဲကိုရွေကိုပြချင်းမိတ်ဆွေများအားလုံးပဲเนาะအခုလို10အောင်ခဲ့လူမျိုးပဲကျွန်တော်တို့ညနေမှာလေကျွန်တော်အင်္ဂါနေ့ညနေမှာလေကိုဖြိုးကျွန်တော်ထပ်အောင်ခြင်းပါတယ်ဆိုရဲအကူရီမိုက်အားလုံးကကျွန်တော်ရဲ့ live video file လေးကိုအစားဆုံးပြီးဆုံးအောင်ကြည့်ပေးပါလို့ကျွန်တော်ဘက်ကမြေတားရက်ခံပါတယ်ဗျ။ဟုတ်ပြီကိုပြောချင်းမိတ်ဆွေများအားလုံးပဲကျွန်တော်တို့30ရက်12လ2025ကျွန်တော်အင်္ဂါနေ့အတွက်ကျွန်တော်တို့ကဏ္ဍလေးမပြောမိမှာကိုပြောချင်းမိတ်ဆွေများအားလုံးပဲကျွန်တော်ရဲ့ဒီရွှေဖြိုးလေးဆိုတဲ့ YouTube channel ကကျွန်တော်တို့ channel အသစ်ဖြစ်တဲ့အတွက်ကြောင့်အကူဒီမိုက်အားလုံးပဲကျွန်တော်ရဲ့ channel လေးကို subscribe မနိုင်ရသေးရဆိုတဲ့အကူဒီမိုက်အားလုံး subscribe လေးနှိပ်ပေးကြပါကျွန်တော်အခုလိုကဏ္ဍတကွက်ကောင်းတွေလုံးဝ main share တွေတင်ပေးရအောင်လေအမြဲတမ်းမြင်တွေ့ရအောင်ဘေးနားက notification လုံးလေးကိုလည်းတစ်ခါတည်းနှိပ်သွားခဲ့ဖို့မမေ့ကြပါနဲ့ဗျဒါမှသာလည်းကျွန်တော်တို့တွေနဲ့ပတ်သက်ပြီးတော့နေ့ရက်ရည်တင်ပေးရမှာအမြဲတမ်းမြင်တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီကိုပြောချင်းမိတ်ဆွေများအားလုံးပဲကျွန်တော်တို့30ရက်12လ2025ကျွန်တော်တို့30ရက်12လ2025ကျွန်တော်အင်္ဂါနေ့ညနေစာအတွက်ဝမ်းငိမ့်ဒီကိုပြောချင်းမိတ်ဆွေများအားလုံးပဲ38ဝမ်းငိမ့်ပါနော်38ဝမ်းငိမ့်မှာကျွန်တော်တို့3နဲ့ပတ်သက်ရင်လည်း main awkward 4ခွက်ကျွန်တော်တို့8နဲ့ပတ်သက်ရင်လည်း main awkward 4ခွက်ဖြစ်ပါတယ်ဗျကျွန်တော်တို့ဒီ live view file လေးကကိုရီမိုက်အားလုံးနဲ့လိုရင်းနဲ့ဒိုရှင်းလေးပဲပြပြပေးသွားမှာဖြစ်ပါတယ်ကိုရီမိုက်အားလုံးပဲကျွန်တော်ရဲ့ live view file လေးကိုတက်နိုင်လောက်လေးမျှဝေပေးပါလို့လည်းကျွန်တော်ဘက်ကမြေတားရက်ခံပါတယ်ဗျကဲကိုရီမိုက်အားလုံးပဲကျွန်တော်ရဲ့ဒီ live view file ကိုတွေ့ရကြည့်နေရဆိုတဲ့ကိုရီမိုက်အားလုံးကလက်မလေးတယောက်တစ်ချက်နှိပ်ပြီးတော့မန်လေးတယောက်တစ်ချက်မှန်းထားခဲ့ဖို့လည်းမမေ့ကြပါနဲ့ဗျဟုတ်ပြီကိုပြည့်ချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်30ရက်12လ2025ကျွန်တော်အင်္ဂါနေ့ညနေစာအတွက်ဝမ်းငိမ့်ဒီ38ဝမ်းငိမ့်ပါကျွန်တော်တို့3နဲ့ပတ်သက်ရင်ကိုဖြိုးရဲ့ချင်းမိတ်ဆွေများအားလုံးပဲကျွန်တော်တို့30 3နှစ်34 36ပါ30 3နှစ်34 36ပါကျွန်တော်တို့ရှစ်နဲ့ပတ်သက်ရင်လည်းကိုဖြိုးရဲ့ချင်းမိတ်ဆွေများအားလုံးပဲကျွန်တော်ရှစ်နဲ့ပတ်သက်လာရင်ကိုဖြိုးရဲ့ချစ်ကိုတွေချစ်မတွေအားလုံးပဲရှစ်နဲ့ပတ်သက်လာရင်ကျွန်တော်တို့81 85 89 89ပါနော်ကျွန်တော်ရှင်းတဲ့ပတ်သက်လာရင်ကိုပြောချင်မိတ်ဆွေများအားလုံးပဲ81 85 89 89ပါကျွန်တော်ရှင်းတဲ့ပတ်သက်လာရင်ကျွန်တော်တကွက်ကောင်း3နဲ့ပတ်သက်လာရင်တကွက်ကောင်းလုံးဝ main share လေးထုတ်ပေးပါမယ်ဗျကျွန်တော်30ရက်12လ2025အင်္ဂါနေ့ညနေစာတစ်ချိန်စာလေးအတွက်ဖြစ်ပါတယ်ကျွန်တော်38ဝမ်းငိမ့်ပါကျွန်တော်3နဲ့ပတ်သက်ရင်ကိုပြောချင်မိတ်ဆွေများအားလုံးပဲကျွန်တော်တို့30 3နှစ်34 36ပါတကွက်ကောင်း36ပါနော်30 3နှစ်34 36ပါတကွက်ကောင်း36ပါကျွန်တော်တို့8နဲ့ပတ်သက်ရင်လည်းကိုဖြိုးရဲ့ချစ်မိတ်ဆွေများအားလုံးပဲကျွန်တော်တို့81 85 89 89ပါ81 85 89 89ဒီတကွက်ကောင်း89တကွက်ကောင်းပါဗျတကွက်ကောင်း89တကွက်ကောင်း36တကွက်ကောင်းဖြစ်ပါတယ်အကူဒီမိုက်အားလုံးပဲအဆင်ပြေကြလိမ့်မယ်ပေါက်ကြလိမ့်မယ်လို့ထင်ပါတယ်ညနေမှာကဲကိုဖြိုးရဲ့ချစ်မိတ်ဆွေများအားလုံးပဲကျွန်တော်တို့မနက်က30အောင်ခဲ့လို့ပဲကျွန်တော်ညက်နေမှာလဲလုံးဝတကွက်ကောင်းမေးရှယ်ထက်ပြီးအောင်စီချင်ပါတယ်ရစီချင်ပါတယ်ကိုပြောချင်မိတ်ဆွေများအားလုံးပဲပပိုင်ပါကိုဒီမိုက်အားလုံးပဲကျွန်တော်တို့ညကြမှာကိုဒီမိုက်အားလုံးနဲ့ပြန်လည်ဆုံကြပါမယ်ဗျအားလုံးပဲပပိုင်ပါနော်